ရွာသားများသည်လင်းထက်နှင့်လူရန်ကားများကြားထိကလန့်တကြားစိတ်ကြည့်ကြတာတိတ်တဆိတ်လဲထွက်သွားကြတယ်လင်းထက်သည်အလွန်ဒေါသထွက်သွားခဲ့တယ်အသက်ပြင်းပြင်းရှူကာလူရန်ကားများစီတိတ်တိတ်လျှောက်သွားပြီးမင်းတို့ကရာဇာမီရဲ့လူတွေပဲမဟုတ်လားဟုမေးလိုက်တယ် အဖွဲ့ခေါင်းဆောင်ဟုထင်ရသောလူမိုက်ကဟုတ်ပါတယ်ငါတို့တတိကမင်းရဲ့ဆိုင်ကိုဂယုစိုက်ပေးဖို့မှားထားခဲ့တယ်ဟုပြန်ပြောလေတယ်လင်းထက်ကလူမိုက်ရင်မဲ့လုံကြကိုစိုက်ကြည့်ကတီငိန်တော့လေတန်ဖြင့်မင်းရဲ့တတိကိုပြောလိုက်ပါငါနှင့်ပြဿနာမထိခင်စမ်းပါနဲ့ဟုပြန်ပြောလိုက်တယ်ထိုအခါလူမိုက်ကငါလူကမင်းလိုစောက်ကောသားကိုကြန့်နေရမှာလားဟုလောင်ပြန်တော့လေတန်ဖြင့်ပြောဆိုလိုက်တယ်လင်းထက်ကလည်းဒါငါရဲ့နောက်ဆုံးတတိပေးချက်ပဲငါဆိုင်ကနေအခုထွက်သွားစမ်းဟုဒေါသထွက်နေသောလေတန်းဖြင့်ပြောဆိုလိုက်တယ်ထိုအခါလူမိုက်များမှာလင်းထက်အားမင်းတန်တိရှိရင်ငါတို့လန်တရဲရှိရာအုတ်ခွဲကိုလာခဲ့စမ်းဟုစိန်ခေါ်လိုက်ပြီးလှည့်ပြန်သွားလေတော့တယ်